အဲ့လိုကားဘူးကတက်တော့ကျွန်တော်ဟာလေးကိုလိုက်ပါအဲ့ရောကလေးငယ်ချစ်တဲ့ဖွဲကုံစည်းနှုံးကကြီးလာတယ် ဟာဒီကောင်မလေးပြုံးကစွန်းရွက်ကိုအမုံဆုံးကနန်းတင်ပြုံးရှင်ရှင်ဝတ်သားသေးကိုမြင်ဟယ်လိုအားလုံးပဲမင်္ဂလာပါဗျဒီနေ့လည်းပေါ့ပေါ့ချက်ချက်ဟာတာဗီဒီယို reaction လုပ်ပေးတော့ကျွန်တော်တို့အတူအပြည့်မြင်လိုက်ကြည့်ဖို့ဖိတ်ခေါ်ပါတယ်ဗျဟာကားဘူးတွေရလားဟုတ်တယ်ကားနိုင်ပါတော့တယ်ဩအဲ့လိုကားဘူးကတက်တော့ကျွန်တော်ဟာလေးကိုလိုက်ပါအဲ့ရောဒီမှာတရားလုံးကိုလိုက်ပါလားလို့ပြောတာရောတရားလုံးမငုံကျင်သေးပြောတော့ကျွန်တော်မှလည်းရှိတယ်ငါတို့ယောက်ျားလေးတွေကကွာအဲ့လိုကိစ္စမျိုးတွေမှာဆိုရင်တော့ကိုချင်းရှင်စိတ်ကတော့အပြည့်ရှိတယ်ရောက်ပြောတော့မောင်လေးတွေကနွားတဲ့ဟုတ်တယ်လေကွာကျွန်တော်ရည်ချင်းတယ်တကယ်တမ်းနုညစ်ခံရတာဘာလို့လဲစိတ်မကောင်းအားရတော့ရဲစောက်ကျိုးနေတာပဲပေါက်တက်ခဲ့ရတယ်ပါကွာရောက်ဒီကောင်ကြော်မကလေးငယ်ချစ်တဲ့ဖွဲကုံစည်းနှုံးကကြီးလာတယ်ဟာဒီကောင်မလေးပြုံးကစွန်းရွက်ကိုအမုံဆုံးကနန်းတင်ပြုံးရှင်ရှင်ဝတ်သားသေးကိုမြင်ငချိတ်ပေါင်းစားလို့ကောင်းမစားရပါဘိုင်ဟောင်းလောင်းစခန်းတာတောင်တန်းပြစီဝေငါတို့မပါစလင်ဆရာမယူသေးကြစံဝင်ငါတို့မရဇလက်ချူတင်းကျူစက်သားငါတို့မယူညနေခင်းရီခက်စင်ခေါင်းကုတ်ရတာတပြင်းပြင်းတမပင်ရွာဝင်စံကောက်ငါတို့မမြင်ထမင်းပွဲလက်စုံတွေစားကြရတယ်စကွဲပဲတရေယုံတာမျိုးစုံငပိချက်နဲ့အတုဆုံးတမီကန်ပင်လေကန်စင်းရဲလန်းကိုလန်းဟေးနဖူးပြင်နတ်တာတင်လျှက်စစ်မီးကမရခြင်းပလွေမုတ်ကိုဖိုးတုတ်ဖုံးတိုင်းတွေကစုပ်ဖယုံယူအလွန်ချိုးအင်္ဂါဖွားကငူဗလာကြီးစင်ပြောင်စီမရေနိုင်မှာတဟီဟီအဖိုးစီလိုချိုးချိန်မိုးလေးကတညူညူမလေးဝါလုံးကြီးအေးလေးလာပြီလေဒီမောင်နှမနှစ်ယောက်တော့မနိုင်ဘူးနော်ကျင်းပပေါက်ရှာရဲလဲပြောတတ်တယ်နော်ဘလို့တော့စဉ်းစားမိလဲမသိဘူးရသမီးကောင်လေးကိုဒါမဲ့ဆိုဗမာလဲသမီးရဲ့အမေလာနေပါပြီကားလမ်းပိတ်နေလို့ဒီတိုင်းမရနိုင်တော့အမေဘူးတွေတိတ်မကောင်းဘူးသမီးရဲ့ခါလေးကောင်းတလီဟောအမေရသမီးကောင်လေးလေဟောသမီးကောင်လေးဆိုတာလားဟုတ်ယူမာလေးယူမာသေးကြလားသေးကြတယ်သေးကြလားယူမာအဲ့ဒါနင်တို့တိုင်းထောင်တင်တောင်းနိုင်တင်းတောင်းတိုင်းထောင်တင်တောင်းနိုင်လားတင်းတောင်းနိုင်ပါလေစမ်းကြည့်မယ်ဟုတ်ပါစမ်းပါလေခဏလေးဟုတ်ကြည့်ကြည့်မယ်လို့ပြောကြည့်မယ်ပြင်တိုင်းထောင်နဲ့တင်တောင်းမှာတင်းတောင်းနဲ့ယူမယ်မလားတင်းတောင်းယူမယ်မလားတင်းယူမှာပေါ့တင်းတောင်းသူ့အတွက်လေကြည့်ကြည့်မယ်နေရလေလိုလောက်နေဒီကတည်းကရတယ်သားရဲ့သားလေးအဲ့လိုလုံးနဲ့လေသားရဲ့တိုက်ကြီးသမီးကိုတင်းတောင်းမို့အမေကိုတင်းတောင်းပေးမယ်လိုက်မလားတကယ်လားနှစ်ကဲသမီးရဲ့အမေကိုဖွင့်လို့ရသမီးရဲ့နော်ထားလိုက်ပါဖွင့်တော့မနေနဲ့အမေလိုက်ဖော်မနေနဲ့သမီးချစ်တို့ကမလုံးနဲ့နင်ကတင်းတောင်းပို့လိုက်လာမလို့နင်တင်းတောင်းကပို့ပေးလိုက်မယ်ယူလိုက်သွားတော့အမေကိုသမီးပြေးသွားလိုက်နော်ညမလာတော့နောက်ဆုံးတော့ကအသက်ပဲနော်ရောက်သမီးဖေပြောလိုက်တဲ့အမေပြန်မလာတော့ဘူးတဲ့ဒါအညာမနဲ့တူရနော်ရောက်အလူပွဲပါကွာအန်တီထမင်းရှဲရင်နဲ့ရှယ်ပြုတ်တာရောက်ဒါ
တီးမှာသူ့ပရိသတ်နဲ့သူရှိရနော်ရောက်သွားရှုပ်လို့တော့မရအောင်နော်ရှယ်ပြုတ်တာ